GPU ကကိုယ်တိုင်လည်းအလုပ်တစ်ဖက်ကြောင်းတစ်ဖက်နဲ့မို့လို့အခုလို website မှာပဲအားတဲ့အချိန်တစ်နေ့ကိုတစ်နာရီလောက်အချိန်ပေးပြီး set study လုပ်ပြီးတော့အင်္ဂလိပ်စာလေ့လာမယ်ဆိုပြီး Grammar and Use မြန်မာရဲ့ Tutorial program လေးကိုရွေးချယ်ပြီးတက်ဖြစ်ခဲ့တာဖြစ်ပါတယ်။အင်္ဂလိပ်စာကျွမ်းကျင်ဖို့အရေးကြီးဆုံးဖြစ်တဲ့ grammar, vocabulary, phrasal verb ဒီလိုမျိုးတကယ်အခြေခံတွေကိုသင်တန်းချင်း90%တက်တာပြီးတက်လို့ရမယ်ဆိုရင်စိတ်ဝင်စားကြလား GPU အင်္ဂလိပ်စာကိုလည်းပြန်လုပ်မယ်လို့ဆုံးဖြတ်ထားတာကြောင့်အခုတလောမှာ Grammar and Use မြန်မာရဲ့ Tutorial program လေးမှာတက်ပြီးတော့အင်္ဂလိပ်စာကို set study လုပ်ပြီးလေ့လာနေပါတယ်။ Grammar and Use မြန်မာရဲ့ Tutorial program လေးမှာဆိုရင် vocabulary class, phrasal verb နဲ့ grammar and use ဆိုပြီးအတန်း3တန်းတော့ပါဝင်ပါတယ်။ဒီအတန်းတွေမှာသုံးထားတဲ့ textbook တွေကဆိုရင်လည်းကမ္ဘာနဲ့ကအင်္ဂလိပ်စာလေ့လာသူတွေအသုံးပြုကြတဲ့နာမည်ကြီးပြီးအသုံးများတဲ့ textbook တွေပဲပေါ့နော်။ပြီးတော့ website နဲ့လေ့လာရတာဖြစ်လို့ဖုန်းလေးတစ်လုံးရှိုံနဲ့ကိုအင်္ဂလိပ်စာကိုတေချာ set study လုပ်ပြီးလေ့လာလို့ရပါတယ်။ GPU ကကိုယ်တိုင်လည်းအလုပ်တစ်ဖက်ကြောင်းတစ်ဖက်နဲ့မို့လို့အခုလို website မှာပဲအားတဲ့အချိန်တစ်နေ့ကိုတစ်နာရီလောက်အချိန်ပေးပြီး set study လုပ်ပြီးတော့အင်္ဂလိပ်စာလေ့လာမယ်ဆိုပြီး Grammar and Use မြန်မာရဲ့ Tutorial program လေးကိုရွေးချယ်ပြီးတက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ GPU သဘောကျတာကကြတော့ grammar, vocabulary, phrasal verb ဒီလိုအကြီးကြီးဆုံးတွေကိုအဓိကလေ့လာရပြီးဒီမှာပြထားသလို speaking မှာလေ့ကျင့်လို့ရအောင်ဗီဒီယိုလေးတွေထည့်ထားပြီးတာကိုအရင်သဘောကျတယ်ပေါ့နော်ဒီလိုဗီဒီယိုလေးတွေပါလို့ listening အတွက်ကော speaking ပိုင်းကိုရောတိုးတက်စေပါတယ်ပြီးတော့သင်ခန်းစာတွေကလည်းအရင်နားလည်လွယ်တာမို့အခုမှ set study လုပ်ပြီးအင်္ဂလိပ်စာတိုးတက်အောင်လေ့လာခြင်းတဲ့တွေအတွက်လည်းတကယ်ကိုအဆင်ပြေစေမှာပါ vocabulary class မှာဆိုရင်သင်ခန်းစာတစ်ခုထဲမှာတင် vocabulary 15လုံးလောက်ကိုသိလိုက်ရတာဖြစ်လို့တစ်နေ့ကိုသင်ခန်းစာတစ်ခုပဲလေ့လာအောင်ပေါ့နော် vocabulary တိတိတတ်တာတိုးတက်စေပါတယ်နောက်ပြီးတော့သင်ခန်းစာတစ်ခုပြီးတိုင်းမှာလည်းဒီလို quiz လေးတွေဖြေရလို့တစ်ခါလည်းလက်တွေ့လုပ်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲကြောင့်အင်္ဂလိပ်စာကိုအားလက်သက်ချိန်မှာတိတိကျကျ set study လုပ်ပြီးတိုးတက်ခြင်းတဲ့သူတွေအတွက်ဒီ Tutorial program လေးကအခုချိန်အထားမယ်ဆိုရင်90%နဲ့တက်တာအောင်မှာမို့ကိုယ့်တို့ခွင့်ရရှိတော့အတန်းအနှံထားဖို့မမေ့ပါနဲ့နော်အတန်းအဖို့ဆိုရင်အခုပြထားတဲ့ Grammar and Use မြန်မာ Facebook page ရဲ့ Messenger ကနေအရင်လည်းရလို့ GPU mention ထားတဲ့ TikTok အောက်ကနေလည်းဆက်သွယ်လို့ရပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းကိုလိုမျိုးအကျိုးရှိစေမယ့်ဗီဒီယိုလေးမှာပြန်ဆောင်တွေ့ကြပါမယ်နော် bye bye